Hello ဒီနေ့မှာတော့ဖုံးရွှေနဲ့ပတ်သက်ပြီးတော့ပါဆယ်လေးထုတ်ပါမယ်ပါဆယ်လေးကတော့ထူးထူးဆန်းဆန်းလေးအနေနဲ့ညီတို့ Ryan နဲ့မဟုတ်ဘူးကားကိတ်ကိုပို့ပေးရမှာပဲဖြစ်ပါတယ် Okay ဘာလေးတွေယူသွားလဲတစ်ချက်ကြည့်အောင်ထုံးစံတိုင်းပဲညီတို့ဖုံးရွှေလေးကိုတစ်ချက်ချပါမယ်မိတ်ဆွေတို့အနေနဲ့ဖုံးရွှေလေးလိုချင်နေဆိုရင်နေရှိမှာဒီ item လေးတွေရှိမယ်ပေါ့နော်ဒီမှာဆိုရင်ဖုံးရွှေလက်အဆောင်ဒီမှာဒါ၄မျိုးပေါ့နော်၄မျိုးရှိပါမယ်ဒါပေမဲ့ဒါ sample ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီထက်ကမယူဘူးထုံးစံတိုင်းပဲနောက်ထက်ကသွားယူပါမယ် Okay ဒီမှာနောက်ထဲမှာရှိပါတယ်ဒီထက် sorry သူယူသွားတဲ့ဥစ္စာလေးကဒါလေးသူကဒီစာအုပ်လေးယူဘူးတယ်ဒါလေးယူဘူးတယ်ဒါလေးယူဘူးတယ်ဒါကတော့အရင်တော့ယူဘူးတဲ့ item ပေါ့နော်အခုဒီဟာလေးရဟိုဘက်မှာတကုန်းကြံသေးတယ်ဒီထဲမှာတော့ဒါလေးတွေရနိုင်ပါအောင်မယ်ဒီမှာဒီဟာလေးကတော့ the Leslie ပေါ့နောက်ဆုံးလက်ကျန်လေးပေါ့နော်ဒါလေးပါထပ်ပြီးတော့ဒါလေးမဟုတ်ဘူးခဏလေးဒီထဲမှာရှိတယ်ဒီမှာဒါလေးယူသွားတာဒါလေးပါယူသွားပါတယ်အဓိကတော့ညီတို့အနီးကပ်လေးပြပေးပါမယ်ဖုံးရွှေမှာဒီစာအုပ်ရဲ့ဒီစာအုပ်လေးရဲ့ဒါရဲ့သူအရင်တစ်ခေါက်ကကြတော့အဲ့အကိုဝယ်သွားတာဒါလေးရဲ့ကိုယူသွားတော့ဒီနှစ်အုပ်ကိုယူသွားရပေါ့โอเคနင်းရှိမှာခုနဒါလေးယူထားပြီးဖြစ်တဲ့အတွက်ကြောင့်မလို့သူကဒီတအုပ်လေးပါထပ်ယူသွားပါတယ်အခုလိုပုံစံမျိုးလေးထပ်ပြီးမှားသွားရတဲ့လေကျေးဇူးတင်ပါတယ်သူယူသွားတာလေးကတော့ဒါလေးရဲ့ပဲဖြစ်ပါတယ်ညီတို့အသေးစိတ်လေးကိုညီတို့သွားကြည့်ရအောင်ဒီဗီဒီယိုမှာတော့ညီတို့ဒီစာအုပ်လေးနှစ်အုပ်ကိုပဲညီတို့တစ်ချက်သေးစိတ်လေးကြည့်မယ်ပေါ့နော်ဒီမှာဆိုရင်ကျမ်းမာရေးအတွက်ပေါ့ဒီစာအုပ်ကတော့ညီတို့ထပ်ပြီးတော့ရနိုင်ဖို့တိတ်မသေးကြဘူးပေါ့နော်ဒါကတော့ကံကောင်းသွားတယ်လို့ပဲပြောရမှာပေါ့โอเคဒီမှာဆိုရင်သူ့ရဲ့ထူးခြားချက်ကကြတော့လေညီတို့ကျမ်းမာခြင်းရောချမ်းသာခြင်းရောအကုန်လုံးပါထားတယ်ဒီမှာဒါဆိုရင်တော်တော်လေးစုံတဲ့စာအုပ်လို့လည်းပြောလို့ရတယ်ပေါ့နော်စိတ်မကောင်းစွာတာပဲဒါလေးကတော့နောက်ထပ်ရောက်ဖို့ကတိတ်မသေးကြဘူးပေါ့နော်မသေးကြတဲ့စာအုပ်လေးဖြစ်နေပါတယ်နော်ဒါလေးယူသွားတယ်နောက်တော့ကကြတော့ဒီစာအုပ်ကတော့ညီတို့ထက်ရဖို့ကတော့ရှိပါတယ်အခု install လေးရှိနေသေးတယ်ဒါရဲ့ထူးခြားချက်ကကြတော့အဆောင်နဲ့လက်အကောင်လေးတွေပေါ့ဒီမှာဆိုရင်ညီတို့များသောအားဖြင့်အပြင်မှာမြင်နေကြတဲ့ဥစ္စာလေးတွေကိုပုံမှာပြထားတဲ့အတွက်ကြောင့်အဆင်ပြေတယ်နောက်သူကဘယ်နေရာမှာဘယ်ရဲ့မျက်နှာမှာဘယ်ကောင်လေးတွေထားဆိုတာကစားပြောပေးထားတာမို့လို့မိတ်ဆွေတို့လိုချင်တယ်ရချင်တယ်ဆိုရင်တော့ Viber ဖုန်းနံပါတ်0924 554569ကိုသာဆက်သွယ်ပေးပါအဓိကတော့ညီတို့ဒီစာအုပ်လေးကတော့ရနိုင်ပါတယ်နောက်ထပ်စာအုပ် item 3မျိုးလည်းရနိုင်ပါတယ်ဖုံးရွှေကဘယ်သူတွေအတွက်လေ့လာလို့ရလဲဆိုတာကနောက်ဗီဒီယိုမှာပြောပြပေးပါမယ်ဘိုင်ဘိုင်နောက်